protect you. အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ Marvel fan တွေအတွက်ကြည့်စရာစကားများဆဆရှိတဲ့နှစ်လို့ပြောလို့ရမယ်ဗျMarvel fan တွေအတွက်မကြသေးခင်ကထွက်ထားတဲ့ Del Debate Bonegan series ကလည်းတော်တော်လေးမိုက်တယ်ကြည့်ရတော့တော်မိုက်တယ်ဆိုပြီးတော့ကျွန်တော်တို့ကြားနေရတယ်ဆိုတော့အခုလာမဲ့ဒီမကြခင်မှာယုံတင်ရနီးလာတဲ့တနာဖို့ရုပ်ရှင်ကလည်းဘလို့အခြေအနေတွေပြီးတော့ဘလို့ပုံစံတွေရှိနေတယ်ဆိုတာကိုကျွန်တော်ကနည်းနည်းလေးပြောပြမှာပေါ့နော်တနာဖို့ရုပ်ရှင်ကယုံနေရတွေနီးလာတဲ့အမြသူရုပ်ရှင်ရဲ့ဒီရုပ်ရှင်ရဲ့ set ခွင်တပိုင်းစာတွေအင်တာနက်ပေါ်မှာပြန့်လာတာပေါ့နော်ဆိုတော့ဒီဇာတ်ကားမှာလူတွေပြောနေကြတာတော့ဒီဇာတ်ကားက Marvel ရဲ့အကောင်းဆုံးဇာတ်ကားတွေကတကားလို့ပြောနေတယ်ပြီးတော့ကျွန်တော်တို့ကဒီ All Avenger တွေကိုကျွန်တော်တို့နဲ့ဝေးကွာသွားတာကတော်တော်လေးကြာပြီဗျ Avenger ကားတွေရင်းတုန်းကကောင်းခဲ့တယ်လို့အခုနောက်ပိုင်းမှာကြည့်နေရတဲ့ဇာတ်ကားတွေကတိတ်ပြီးတော့အဆင်မပြေတော့တာတွေများတယ်အရင်ကထွက်ထားတဲ့ဒီ Captain America Brave New World ဆိုတဲ့ဒီ Sam Wilson ရဲ့ Captain America အသစ်ဇာတ်ကားကပြောလောက်အောင်ကောင်းမနေတော့ဒီ Marvel ကဒီကျွန်တော်တို့ fan တွေအပေါ်မှာအကျွေးတင်တာများနေပြီဗျဆိုတော့Marvel ကခုနောက်ပိုင်းမှာထွက်နေတဲ့ဇာတ်ကားတွေဆိုလို့ရှိရင်တော်တော်လေးကြည့်လို့မကောင်းတော့တာကိုမြင်ရတယ်ဆိုတော့ဒီတနာဖို့ဇာတ်ကားကလည်းဘလို့တွေလာမယ်ဆိုတာကိုကျွန်တော်တို့ယုံတင်တဲ့အချိန်မှာကျွန်တော်တို့ကြည့်ရမှာပေါ့နော်ဆိုတော့Marvel ကဒီတနာဖို့ရုပ်ရှင်ကိုratio တွေလည်းမလုပ်ဘူးပြီးတော့ဒီပြန်ပြီးတော့ဒီရုပ်ရှင်တွေဘာတွေကိုပြန်ရိုက်တာမျိုးတွေမတွေ့ရအောင်ဆိုတော့ဒီဇာတ်ကားကတော်တော်လေးကောင်းနေတဲ့အနေအထားမှာရှိတယ်လို့ကျွန်တော်တို့ကတွေးလို့ရတယ်ပေါ့နော်ဒီဇာတ်ကားကဒီဇာတ်ကားတွေကိုဝေဖန်တဲ့ဝေဖန်သမားတွေရဲ့အကြိုက်တွေ့နေတယ်လို့လည်းကျွန်တော်တို့ကြားနေရတယ်ပြီးတော့ဒီဇာတ်ကားမှာစိတ်ဝင်စားစရာကောင်းတာက Marvel ရဲ့ Superman လို့တင်စားလို့ရတယ် Sentry ကိုစပြီးတော့မိတ်ဆက်မယ်ဇာတ်ကားပေါ့ပြီးတော့ကျွန်တော်နည်းနည်းလေးသိချင်တာကတော့ Sentry ကိုဘယ်လိုမိတ်ဆက်လာမလဲဒီဇာတ်ကားမှာ Sentry ကဘယ်လိုပုံစံနဲ့ပွဲထုတ်မလဲဆိုတာကိုကျွန်တော်ကိုယ်တိုင်သိချင်ကြည့်ချင်နေတဲ့ဇာတ်ကားပေါ့ဒီဇာတ်ကားမှာကျွန်တော်တို့ကဒီ Avenger ပုံစံမျိုးကိုဒီ Dark Avenger ပုံစံမျိုးကျွန်တော်တို့ကဒီအရင်တုန်းကဒီဘယ်လိုပြောရမလဲတိတ်ပြီးတော့မထင်မရှားဖြစ်နေတဲ့super villain တွေပြီးတော့ဒီကျွန်တော်တို့ Bucky တို့ Yelena Belova ရဲ့ဒီ Black Widow တို့ပြီးတော့ Red Guardian တို့ပြီးလို့ရှိရင် Ghost တို့ပြီးလို့ရှိရင် Taskmaster တို့ Sentry တို့ဒီလိုလူမျိုးတွေပေါင်းပြီးတော့ဒီတန်တဖို့ဆိုပြီးတော့ဒီရိုက်ထားတာဆိုတော့ကျွန်တော်တို့ကဒီဇာတ်ကားမှာ Avenger vibe ပြန်ပြီးတော့ရမယ်ဆိုတော့ပြီးတော့မျှော်လင့်လို့ရတဲ့ဇာတ်ကားပြီးတော့ဒီဇာတ်ကားမှာဒီအဖွဲ့ကတန်တာဖို့ဆိုပြီးဖြစ်နေပြီမဲ့ဒီဇာတ်ကားရဲ့အဆုံးမှာပဲဖြစ်ဖြစ်ဒီနောက်လာမဲ့ဇာတ်ကားတွေမှာပဲဖြစ်ဖြစ်ဒီထဲကတချို့ character တွေကဒီ New Avenger ပြီးတော့ Sam Wilson ရဲ့ Captain America စုဆောင်မဲ့ Avenger အသင်းမှာပါဝင်လာမယ်လို့ကျွန်တော်တို့ကသိရတယ်ပေါ့နော်ဒီဇာတ်ကားမှာ Fantastic Four နဲ့ဘယ်လိုချိတ်ဆက်နေရလဲဆိုတော့ဒီဇာတ်ကားရဲ့အဆုံး credit ဆင်းမှာ Fantastic Four တွေကR16ကိုဒီရောက်လာတဲ့ပုံစံမျိုးကိုကျွန်တော်တို့ကမြင်ရမယ်ဆိုတော့ဒီဇာတ်ကားပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ Avenger Doomsday ရောက်လာမယ်ဆိုတော့ဒီဇာတ်ကားကိုကြည့်ထားတဲ့တယ်လို့ထင်တယ်ပြီးတော့ဝမ်းနဲ့ကြာကောင်းတာကတော့Marvel ကားတွေကကျွန်တော်တို့မြန်မာနိုင်ငံမှာရုံးမတင်တာပဲဆိုတော့ဒီဇာတ်ကားတွေကိုကျွန်တော်တို့ကတော့ဒီ Telegram တွေမှာဒီ6ရက်တွေထွက်လာမှာပဲကျွန်တော်တို့ကကြည့်ရမယ်ပြီးတော့ကျွန်တော်ကတော့ဒီထဲမှာကျွန်တော်ရဲ့ဒီအကြံ favorite character ဆိုလို့ရှိရင်ဒီ Bucky ရဲ့ Winter Soldier ပါမယ်ပြီးတော့ Yelena Belova ရဲ့ Black Widow character ကိုကျွန်တော်ကတော်တော်လေးသဘောကျတယ်ဆိုတော့ဒီဇာတ်ကားကိုကျွန်တော်ကဒီ6ရက်ပဲဖြစ်ဖြစ်ခိုးရက်ပဲဖြစ်ဖြစ်ထွက်လာတာနဲ့တန်းကြည့်ပြင်မယ်လို့ပြောလို့ရတယ်အဲ့တော့ဒီဇာတ်ကားကကြည့်မယ်ဆိုလို့ရှိရင်ကြည့်တဲ့ဇာတ်ကားကျွန်တော်တို့ Marvel fan တွေ super hero fan တွေအတွက်ဒီနှစ်ထဲမှာအကောင်းဆုံးအနေနဲ့ကတကားလို့ကျွန်တော်မျှော်လင့်နေပြီးတော့နောက်လာမယ့် Fantastic Four ကလည်း trailer တွေရောပြီးတော့ထွက်လာပြီဆိုတော့ဒီထဲမှာ Fantastic Four ကလည်းကျွန်တော်တော်တော်လေးမျှော်လင့်ထားတဲ့ဇာတ်ကားလို့ပြောလို့ရတယ်ဆိုတော့ဒီနှစ်ထဲမှာကျွန်တော်တို့ကsuper hero fan တွေအနေနဲ့ကြည့်ကြဇာတ်ကားတွေတော်တော်များတယ်ပထမတကားဆိုလို့ရှိရင်တနာဖို့လာမယ်ပြီးလို့ရှိရင်ဒီ Superman ရှိမယ်ပြီးလို့ရှိရင် Fantastic Four ရှိမယ်
တခြားဇာတ်ကားတွေကတော့ဒါတခြားတကိုင်းတာပေါ့ဒီဇာတ်ကား၃ကတော့ကျွန်တော်စူပါဟီးရိုးဖန်တယောက်အနေနဲ့တော်တော်လေးမျှော်လင့်ထားတဲ့ဇာတ်ကား၃ကလို့ပြောလို့ရတယ်အဲ့တော့ဒီဇာတ်ကားကိုကြည့်ပြီးတဲ့အခါမှာလည်းကျွန်တော်နည်းနည်းလေး review လုပ်ပေးမှာเนาะဆိုတော့ဒီဇာတ်ကားကကျွန်တော်တို့ Marvel ရဲ့ fan တွေပတ်တင်နေအကျွေးတွေကိုပြန်ပြီးတော့ဆက်နိုင်မယ့်ဇာတ်ကားလို့ကျွန်တော်မျှော်လင့်နေဒီနေ့ဒီဗီဒီယိုကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်